မကြေပွဲမှာဘန်ဒိုဂျာကိုအပြက်ကင်ပြီးမှတ်လောက်သားလောက်ပြောင်းဆုံးမပေးလိုက်မယ်ဆိုတဲ့ဂျိုရှော့ဗန်ပထမပွဲမှာတော့ကဂျိုရှော့ဗန်နိုင်သွားတာဘန်ဒိုဂျာလည်းကျိုးသွားလို့ကန်ကောင်းသွားတာလားအထင်သေးတဲ့သူတွေကိုချန်ပီယံဖန်ကဘယ်လိုအချမ်းစားပြန်ချေပါလိုက်တယ်ပရိသတ်များအောင်မင်္ဂလာပါခင်ဗျာရက်စီလောကမှာတကယ်ကိုငင်းပွားစရာအကောင်းဆုံးနဲ့ပရိသတ်တွေကြားမှာငင်းခုန်ဆွေးနွေးနေကြတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ Flyweight Champion ဂျိုရှော့ဗန်နဲ့အလန်ဆန်နာဘန်ဒိုဂျာတို့ရဲ့ပထမဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်အကြောင်းပါပဲအခုလည်းသူတို့နှစ်ယောက် face off လုပ်ပြီးချိန်မှာ media day မှာသတင်းတော့ကအဲ့ပထမပွဲနဲ့ပတ်သက်လို့မေးလာခဲ့ပါတယ်။အဲ့ဒီပွဲမှာအားလုံးမြင်တွေ့ကြတဲ့အတိုင်းပန်ဒိုဂျာတယောက်ကန်ဆိုးစွာနဲ့ပဲလက်ကျိုးသွားခဲ့ရပြီးဖန်ကအနိုင်ရရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဒီနိုင်ရလက်ဟာဖန်တက်တော့ချုံမိန်နဲ့အောင်ပွဲတစ်ခုလုံးဝမဖြစ်ခဲ့ပါဘူး။ပွဲပြီးတာနဲ့တပြိုင်နက်တည်းမှာပဲ MMA ပရိသတ်တွေဝေဖန်ရေးဆရာတွေနဲ့မီဒီယာတွေဘက်ကနေဖန်ကန်ကောင်းသွားတယ်ပန်ဒိုဂျာသာလက်မကျိုးခဲ့ရင်ဖန်ရှုံးပါဆိုတဲ့အထင်သေးတဲ့စကားအသံတွေကအဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်။ချန်ပီယံတယောက်အတွက်ကိုယ့်ရဲ့အစွမ်းစားနဲ့ရယူထားတဲ့အောင်မြင်မှုကိုကန်တရားကြောင့်မှလို့ခေါင်းစဉ်တက်ခံရတာလောက်နာကျင်စရာကောင်းတာမရှိပါဘူး။ဒီလိုပြောဆိုနေကြတဲ့အပေါ်မှာချန်ပီယံဖန်တယောက်ဘယ်လိုများတုံ့ပြန်မလဲဆိုတာအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြကြပါတယ်။အခုပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာသတင်းနောက်ကလူတွေကမင်းကိုကန်ကောင်းသွားတယ်အချင်းကြီးကအခွင့်အရေးပေးသွားတယ်လို့ပြောနေကြတယ်။အခုဘန်ဒိုဂျာနဲ့ပြန်တွေ့တဲ့အခါပရိသတ်တွေကိုဗာများတက်တည်ပြချင်တယ်လို့မေးမြန်းလိုက်တဲ့အခါဖန်ရဲ့အဖေကအားလုံးကိုပါဇက်ဟောင်းသားဖြစ်သွားစေခဲ့ပါတယ်။ဖြစ်ပြီးသွားတာတွေကပြီးသွားပြီလေကွာစနေမှာစကွဲနေကြရင်သူ့ကငါအပြတ်တက်နိုင်ယူမယ်ကောင်းကောင်းတီးမိလိုက်မယ်လို့မျက်တောင်တစ်ချက်မခတ်ပဲပြပြတသားတုတ်ပြန်လိုက်ပါတယ်။ဒီနောက်ကလည်းရှောင်းမပေးပဲဒါပေမဲ့လက်မချိုးခင်ဘန်ဒိုဂျာနိုင်ပါပါဆိုတဲ့ပြောဆိုတဲ့နေပေါ်ဘလို့ခံစားရလဲလို့ထပ်ပြီးဆွပေးလိုက်ပါတယ်။အဲချိန်မှာဘန်ရဲ့မျက်လုံးတွေထဲမှာတကယ့်ဖိုက်တာတယောက်ရဲ့ဒေါသနဲ့ယုံကြည်မှုတွေကိုအထင်းသားမြင်တွေ့လိုက်ရပါတယ်။အေးအဲ့လိုသာမဖြစ်ခဲ့ဘူးဆိုရင်လည်းအဲ့ဒီကလေးကသူ့ကိုငါတမာပြီးသားဖြစ်နေပါပါ။စနေမှာစကွဲနေကြရင်တော့သူ့ကိုဒုတိယအကြိမ်အနိုင်ယူပြဖို့အတွက်နောက်ထပ်အခွင့်အရေးကောင်းတစ်ခုရလာတာပါပဲလို့ဗန်ကခက်ဟော့ဟော့ပဲကြွေးကြော်လိုက်ပါတယ်။ဒီစကားကဗန်ရဲ့စိတ်ထဲကြမ်းခိုင်မှုဘလောက်ထိအဆင့်မြင့်လဲဆိုတာပြသနေပါတယ်။သူကဝေဖန်မှုတွေကိုကြောက်ရွံ့မနေပဲအဲ့ဒီဝေဖန်မှုတွေကိုပဲသူ့ရဲ့အကြီးမားဆုံးခေါ်အားဖြင့်ပြောင်းလဲပစ်လိုက်တာပါ။အခုတော့အားလုံးစောင့်မျှော်နေကြတဲ့ဂျိုရှော့ဗန်နဲ့အလန်ဆန်နာဘန်ဒိုဂျာတို့ရဲ့ဒုတိယအကြိမ်မကြေပွဲကြီးဟာလာမယ့်စက်တင်ဘာလ19ရက်နေ့ USA 331ပြိုင်ပွဲကြီးမှာတရားဝင်ဖြစ်မြောက်လာတော့မှာပါ။ဒီပွဲဟာတာမန်ချန်ပီယံကာကွယ်ပွဲတစ်ပွဲထက်အများကြီးပိုပါတယ်။ဖန်အတွက်တော့သူ့ရဲ့ပထမဆုံးနိုင်ပွဲဟာကန်ကောင်းတာကြောင့်မဟုတ်ဘူးဆိုတာကိုဒီကလုံးရှေ့မှာတက်တဲ့ပြရမယ်တိတ်ခါဆယ်ရေးပွဲစဉ်ဖြစ်တယ်လို့ဘန်ဒိုဂျာအတွက်လည်းသူ့စီကနေလွေ့ယူသွားတဲ့တရက်ဖူကိုပြန်လဲသိမ်းပိုက်ဖို့နဲ့ပထမပွဲကရှုံးကြီးကိုဆက်ဖို့အသေးလဲစူးစမ်းမဲ့ပွဲကြီးပွဲကောင်းပါ။ကွယ်ထဲမှာသူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါဘာတွေဖြစ်လာမလဲဆိုတာတွေးကြည့်ရုံနဲ့နေကြက်သိမ်းထားစရာပါ။ဘန်ဒိုဂျာဘရာဇီးဂျူဂျစ်စုအခြေခံကောင်းပြီး grappling မှာကမ္ဘာအဆင့်ရှိသူပါ။သူ့ရဲ့အတွေ့အကြုံနဲ့နီးစနစ်ပိုင်းကဖန်အတွက်အကြီးမားဆုံးချင်းချောင်းမှုဖြစ်လာမှာသိကြပါတယ်။ဒါပေမဲ့ဗန်ဘက်ကကြည့်ရင်လည်းသူ့ရဲ့ striking မြန်ဆန်တဲ့လက်သေးတွဲလုံးနေနဲ့ပေါက်ကွဲအားကပြန်မဲ့တိုင်းကိုလည်းထွန်းနိုင်တဲ့အဆင့်မှာရှိနေပါတယ်။ပထမပွဲတော့ကလည်းကျိုးသွားလို့အဖေမထွက်ခဲ့ရတဲ့ဒီဘေနီကိုဒီ USA 331မှာသွေးနဲ့ချွေးနဲ့ရင်မီအဖေရှာကြတော့မှာပါ။ဗန်ကပဲသူ့ရဲ့ခရီးအတိုင်းပန်ဒိုဂျာကိုနောက်တစ်ချိန်အပြတ်အသတ်သွားမလား။ဒါမှမဟုတ်ပန်ဒိုဂျာကပဲဗန်ကိုရှက်ခွဲပြီးချန်ပီယံကပတ်ကိုပြန်ယူသွားမလားဆိုတာကတော့ MMA သမိုင်းမှာအကျိန်းနဲ့ရှီဆုံးနဲ့ကြည့်ရအကောင်းဆုံးပွဲစဉ်တွေဖြစ်လာတော့မှာအသေးချပါပဲ။အခုလာမယ့်ပွဲမှာရောတွင်းကြုံရင်ပန်ဒိုဂျာရဲ့ PR တွေကိုဗန်တကယ်ပဲရင်ဆိုင်တောက်ခံနိုင်မှာမလားခင်ဗျားတို့ရောဘယ်လိုမြင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအစောကြီးရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ